အားလုံးပဲဒီတစ်ခေါက် knowledge power နေပြီးတော့မှဒါမိတ်ဆွေတို့မျှဝေပေးစင်တာကိုကတကယ်လို့ပေါ့နော်ဟို manager ပဲဖြစ်ပါစေပြီးတော့ကိုကနေပြီးတော့တထေးပဲဖြစ်ပါစေပေါ့နော်အဲ့တော့ဖြစ်ပြီဆိုလို့ရှိရင်အဓိကအဖြစ်ကိုယ့်ရဲ့တင်းကိုနော်ကိုယ့်ရဲ့ဒီအောက်မှာလုံးလုံးမဲ့တင်းရှိပေါ့နော်အတင်းကိုအဓိကပို့ပြီးတော့မှဟိုပျက်စီးရပျက်စီးဆောင်ဖြစ်စေတဲ့အရာတွေပေါ့နော်အဲဘယ်လိုဟာမျိုးတွေရှိတယ်ဆိုတော့ဟာမျိုးတွေကိုထပ်ပြောအဓိကအဖြစ်၅ချက်ပေါ့နော်အဲ၅ချက်ကိုပြပြပေးမယ်အဲ့တော့ဒီ၅ချက်ကိုဟိုပြင်ဆင်တခြားပြုပြင်ပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တင်ရပို့ပြီးတော့မှဟို performance တွေပို့ပြီးတော့ကောင်းလာမယ်လုပ်ရကိုင်တွေပို့ပြီးတော့မှကောင်းလာမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပုံမှန်အဖြစ်ရှင်ကိုယ့်ရဲ့ဒီတင်းတွေကိုဟိုဖြည့်ဆည်းတဲ့ဟိုပေါ့၅ခုရှိရပေါ့နော်အဲ့တော့ဒီ၅ခုကိုဒါဟိုပတ်ထရထရလီကွန်နီဆိုရဲဟိုလူကနေပြီးတော့မှပြောပြခဲ့ရပါတော့ဒီ၅ချက်ရှိရဆိုပြီးတော့မှပြောခဲ့ပါတော့အဲ့တော့ဒီ၅ချက်ကဘာတွေလဲဆိုလို့ရှိရင်ပထမဆုံးကကြတော့ ascent or trap ပေါ့နော်အဲ့တော့ကိုတင်းမှာ performance ကျစေတာကိုတင်းကိုပျက်စီးအောင်ဟာပထမဆုံးက ascent or trap ဆိုရဲဒီယုံကြည်မှုမရှိကြပါတော့အဲ့တော့ယုံကြည်မှုမရှိတဲ့အချိန်မှာဟိုဒီမှာဟိုဖြစ်တတ်တာကြတင်းမှန်မှာအချင်းချင်းဟိုယုံကြည်မှုရှိတာလည်းဖြစ်နိုင်သလိုဟိုကမန်နေဂျာဆိုရှင်အပေါ်နဲ့အောက်ပေါ့နော်အဲ့တော့ကိုတင်းရသူတွေနဲ့ကိုဘောကလူကြီးပိုင်းနဲ့ဟိုယုံကြည်မှုမရှိတဲ့ဟာမျိုးလည်းဒါဖြစ်နိုင်ပါတော့အဲ့တော့ဒီနေရာမှာဟိုယုံကြည်မှုကကြတော့အဓိကဟိုအခြေခံရေးကြီးရပေါ့ကိုတင်းတစ်ခုတစ်စောင်းမယ်ဆိုလို့ရှိရင်တယောက်ယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်ဒီတင်းက performance ကောင်းဖို့အရန်ခက်တယ်ပေါ့နော်အဲ့တော့ယုံကြည်မှုရှိအောင်ကိုတင်းယုံကြည်မှုရှိအောင်ဆိုလို့ရှိရင်တင်းမှတ်မှလည်းချင်းယုံကြည်မှုရှိရဆိုရင်ကိုကဘာလို့လုပ်ရမလဲဆိုရင်သူတို့နဲ့တွားပြီးတော့မှဖွဲ့တစည်းရဖြစ်အောင်เนาะ trade by ထွက်တာဒါမှမဟုတ်လို့ရှိရင်မစားတော့ဆိုင်မှာတခုသွားစားတာပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးပေါ့နော်ဟို activity လေးတင်းမှတ်မှအချင်းချင်းအဆင်ပြေမဲ့ဟာမျိုးလေးကိုကလုပ်ပေးရပါပေါ့နော်အဲ့တော့ဒီကုတကဟိုတင်းပေတွေမျိုးဆိုတာထက်ကအဲ့လိုတဘာဝကြကြ activity လေးနဲ့သူတို့အဆင်ပြေအောင်လေးလုပ်ပေးရမယ်ဟာတို့ကဘာလဲဆိုလို့ရှိရင်ဟိုတယောက်နဲ့တယောက်ကိုဟိုလေးစားတက်အောင်သင်ပေးရမယ်ပေါ့နော်အဲ့တော့အဲ့တော့ trust ရှိမှာဆိုတာじゃဘာလဲဆိုတာဟိုတယောက်လေးစားမှုမရှိတဲ့အခါမျိုးမှာယုံကြည်မှုဆိုတာလေဟိုရန်ခတ်တယ်ပေါ့နော်အဲ့တော့ကိုကနေပြီးတော့မှကိုတင်းမမာတွေကိုဟိုလေးစားမှုရှိအောင်ဟိုနေဟိုတွန်းတင်ဆုံးမပေးရမယ်လေးစားမှုရှိအောင်မျှဟိုပေါ့တယောက်လေးစားမှုရှိအောင်ဒီ respect ရှိအောင်ကိုကနေပြီးတော့မျှဝေပေးရမယ်ပေါ့နော်အဲ့တော့နောက်ကိုရန်ကလည်းဘာလုပ်ခဲ့ဆိုတော့ကိုတင်းမမာအချင်းချင်းဟိုကိုဥဆောင်ပြီးတော့မှဟိုမှာတွေးခွဲတဲ့ပုံစံမျိုးယုံကြည်မှုမရှိတဲ့ပုံစံမျိုးတခါကျလုတ်တက်တယ်အဲ့ဒါမျိုးကဘာလို့ဆိုကိုကမှမန်နေဂျာဖြစ်မယ်ဒါမှမဟုတ်တထိပ်ဖြစ်မယ်ဆိုလို့ရှိရင်ကိုတင်းမှတ်မာတွေကိုတွားရအောက်ဖြစ်မှာဟိုလူအစ်နဲ့လူဟောင်းပုံစံမျိုးခွဲခြားဆက်ဆံတာမျိုးတွေရှိမယ်အဲဒါမှမဟုတ်ရှင်ကိုတိုင်ကကိုအောက်မှာရှိတဲ့တင်းမှတ်မာတွေကိုတွားပြီးတော့မှဟိုမလေးမစားပေါ့နော်ဆို result မရှိဘဲနဲ့ပုံစံမျိုးနဲ့ဆက်ဆံတဲ့ဟာမျိုးပါလေကိုရဲ့တင်းမှန်မှာအချင်းချင်းနဲ့ result မရှိသလိုဖြစ်တာနဲ့ပေါ့နော်အဲ့တော့ကိုဘောလူကြီးတော်မှာသူတို့ဒီလိုဆက်ဆံတယ်ဆိုလို့ရှိရင်အောက်ကလူတွေကလည်းသူတို့ချင်းချင်းဆက်ဆံတဲ့ခါကျရှင် result ရှိမှာမဟုတ်ဘူးပေါ့နော်အဲ့တော့နောက်တစ်ခါကျဆိုကိုတင်မှာ value လေးထားတတ်ပေါ့နော်အဲ့တော့ value လေးဘယ်လိုပုံစံမျိုးထားရမလဲဆိုလို့ရှိရင်အချင်းချင်းပေါ့နော်အဲ့တော့ခဏပြော respect ရှိရဲ့ဟာမျိုးထားရမယ်နောက်မလို့အတက်ဂုံရှောတာတွေဒါမျိုးတွေမဖြစ်အောင်မျိုးတွေကိုဟို value ပုံစံမျိုးတွေထားတယ်ပေါ့နော်အဲ့တော့တခုပြောကြည့်မှဆိုရှင် open communication ပေါ့နော်အဲ့တော့ပုံမြင်လင်းပြောတယောက်ရှိမှဟိုနောက်ွယ်ရမှာဟိုလူကဒီလိုမကောင်းဘူးဒီလူကဒီလိုမကောင်းဘူးဒါမျိုးဆိုတာတဲ့ဟုတ်ပြီသူအစီအပြေပြီးတော့ဟာမျိုးတွေတဲ့တွေ့ပြီးတော့မှ open communication ဖြစ်အောင်လို့ပုံစံမျိုးကာချာလေးဖွဲ့ဖန်တီးနိုင်ရင်တော့ဒါကိုယ့်ရဲ့ဒီဟိုပါပေါ့ trust ကိုပို့ပြီးတော့တိုးစေတယ်ပေါ့နော်လုပ်ငန်းကိုယ့်ရဲ့အောက်ကတင်းမမာကြားဖြစ်စေတင်းမမာချင်းဖြစ်စေပေါ့နော်အဓိကတော့ fair ဖြစ်အောင်ကိုကလည်းအုပ်ချုပ်ပေးမယ်ဆိုလို့ရှိလို့ရှိရင်သူတို့ဓာတ်မှာပို့ပြီးတော့မှယုံကြည်မှုတွေပို့ပြီးတော့မှရှိလာပြီနော်မဟုတ်လို့ရှိလို့ရှိရင်သူကဂျာကြီးရဲ့လူဖြစ်မယ်သူကတထေးရဲ့လူယုံဖြစ်တယ်စသဖြင့်တယောက်ကြာမှာပို့ပြီးတော့မှယုံကြည်မှုတွေပို့ပြီးတော့နည်းလာပြီနော်အဲ့တော့ပထမဆုံးရေးကြည့်တာကဘာလို့ဆိုရှင်ဒီယုံကြည်မှု trust ကိုကိုယ့်အတင်းမှန်မှာထဲမှာအကောင့်ဖြစ်အောင်တည်ဆောက်အောင်မယ်ကိုယ်တိုင်ကကိုယ့်ရဲ့ဒီတင်းမှန်မှာကြားမှာတွေးခွဲတဲ့ပုံစံမျိုးမဖြစ်ဘဲနဲ့ယုံကြည်မှုတွေပြော့သွားအောင်လုပ်တဲ့လူမဖြစ်ဖို့ဒါအထူးသတိထားရမယ်ပေါ့နော်အဲ့တော့အုပ်ချုပ်တဲ့နေရာမှာဆိုရှင်ကိုကနေပြီးတော့မှဥဆောင်တဲ့နေရာမှာ fair ဖြစ်တဲ့ပုံစံအုပ်ချုပ်ဥဆောင်ဖို့အရေးကြီးရပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင်ဒုတိယfear of conflict ပေါ့နော်အဲ့တော့ဒီ conflict ဖြစ်မှာကြောက်တယ်နော်အဲ့တော့ conflict ဖြစ်မှာကြောက်ပြီးတော့မှတင်းမအချင်းမှာဟို conflict ဟိုပုံစံမျိုးတွေပေါ့နော်အဲ့တော့ဟိုသူလည်းဘာမှမပြောတရားမှမပြောဟာမျိုးဆိုတာထက်စားလို့ရှိလို့ရှိရင်တယောက်နဲ့ပုံပွင့်လင်းပြောဟုတ်ပြီတယောက်ကအကြံဉာဏ်နေထုတ်တယ်ဆိုရှင်ဟုတ်ပြီဒီကြံဉာဏ်ကဘယ်ဟာအဆင်မပြေဘူးလဲဆိုတာကိုတယောက်
ပွပွလင်းလင်းဆွေးနွေးတိုင်ပင်ညင်းခုံလို့ရတဲ့ပုံစံမျိုးလေးကိုကာချာလေးကိုဖွဲ့ဟိုပေါ့နော်ဖန်တီးပေးထားရမယ်အဲ့တော့ကိုကနေပြီးတော့မှဥဆောင်ကိုကမန်နေဂျာဆိုဥဆောင်ပြီးတော့မှဒီလို conflict တွေကိုဖြစ်လို့ရှိလို့ရှိရင်ကိုကဝင်ပြီးတော့ထိန်းရမယ်ဘယ်ချိန်မှဝင်ထိန်းရမယ်ဘယ်ချိန်မှလွတ်ပေးရမှာဆိုတဲ့သဘောတရားတွေကိုနားလည်ရပါမယ်နော်အဲ့တော့တယောက်တယောက်အမြင်တွေကိုပွပွလင်းလင်းချပြပြီးတော့မှဘယ်လိုဟာမျိုးဖြစ်နေတယ်ဘယ်လိုဟာဖြစ်နေဆိုတာကိုဆက်ပြောပေါ့နော်အဓိကဟာပေါ့personal ကိစ္စဆိုတာတဲ့အလုပ်ကိစ္စကိုဆွေးနွေးနေမှာတကယ်ပွပွလင်းလင်းမတူတဲ့အမြင်တွေတို့ပြော idea အသစ်တွေကိုယူတတ်ဖို့ရေးကြည့်ရပါတော့အဲ့တော့ conflict တွေမကြောက်နဲ့ conflict တွေကိုပွပွလင်းလင်းနဲ့ဆွေးနွေးတိုင်ပင်တင်တယ်ပေါ့နော်နောက်တစ်ခုက let of commitment ပေါ့နော်အဲ့တော့ commitment ဆိုတာကြတော့ကိုယ်တိုင်အောက်ကတင်းမမာတွေကတကယ်စိတ်ပါလက်ပါနဲ့မလုပ်ချင်ဘူးပေါ့နော်အဲ့တော့စိတ်ပါလက်ပါနဲ့မလုပ်ချင်ဘူးအဲ့တော့ဟာမကြဘယ်လိုဖြစ်လဲဆိုရှင်အဓိကကိုကautocratic နဲ့အုပ်ချုပ်တဲ့ခါအပေါ်ကနေပြီး plan တွေပါဆိုအပေါ်ကနေကိုယ်ဆွဲပေးတယ်ကိုခိုင်းရပဲလုပ်ရဆိုတာဆိုသူတို့ကို participate ပေါ့နော်ပါဝင်ပူပေါင်းခွင့်လှုပ်ဆောင်ခွင့်တွေပေးရမယ်အဲ့တော့ plan ဆွဲတာတွေပါဖြစ်လို့ဆိုရှင်သူတို့ကိုယ်တိုင်ပါဝင်သူတို့ကိုယ်တိုင်ဆွဲ result လုပ်မှဆိုရင်သူတို့ကိုယ်တိုင်လည်းပါဝင်ပေါ့နော်အဲ့တော့သူတို့က involvement ပါဝင်မှုတွေပေးခြင်းအဖြစ်သူတို့ကိုယ်တိုင်ဆွဲထားတဲ့ပါဝင်ဆွဲထားတဲ့ plan စီမံကိန်းတွေဟာမျိုးဆိုလို့ရှိရင်သူတို့ကိုယ်တိုင်က commitment ရှိပြီးတော့မှပို့ပြီးတော့မှလှုပ်ဆောင်နိုင်မယ်ပေါ့နော်အဲ့တော့တင်းမှာထဲမှာဆိုရှင်ခုနပြောလို့ကိုကနေ autocratic အတင်းကြီးအပေါ်ကနေဒီအုပ်ချုပ်တာဆိုရှင်သူတို့ပါဝင်ပူးပေါင်းပြီးတော့မှတူတူလုပ်ပြီးတော့မှအုပ်ချုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ commitment ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့လို commitment ဆိုတော့တစ်ခါကျတင်းပြောချင်တာ accountability ပေါ့နော်တာဝန်ခံစိတ်မရှိတာပေါ့နော်အဲ့တော့တာဝန်ခံစိတ်ရှိမှာဆိုတော့ကိုတိုင်ကလည်းတာဝန်ယူမှုတာဝန်ခံမှုကိုပြသရမှာဖြစ်သလိုကိုတင်းမှာခုနပြောလို့တခြားသူတို့ပါဝင်ပြီးတော့မှသူတို့ကိုယ်တိုင်ဆွဲထားတဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်သူတို့ accountability ဆိုတော့တာဝန်ခံခိုင်းလို့လည်းပို့ပြီးတော့မှအဆင်ပြေသွားမှာဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့သူတို့ကိုခုနကအဓိကပူပေါင်းပါဝင်ပေးရမယ်သူတို့အမြင်တွေကိုနားထောင်အောင်မယ်အဲ့အမြင်တွေနားထောင်တဲ့အမြင်တွေမတူတာရှိလို့ရှိရင် conflict တွေဖြစ်နိုင်တယ် conflict တွေဆိုလည်းမကြောက်နဲ့ပေါ့နော်ပေါ်တော့ idea တွေရော conflict တွေရှိအမြင်တူတဲ့အမြင်တွေကိုတေချာဆွေးနွေးတိုင်ပင်ရမယ်နောက်တစ်ခုကကျတော့ intention နေတူ result ပေါ့ရလက်တွေအာရုံမဆိုင်ဘူးအဓိကဆိုလုပ်ငန်းရဲ့ objective တွေလုပ်ငန်းရဲ့ goal တွေပေါ့နော်အဲ့လိုဟာမျိုးတွေကိုသူစိတ်ဝင်စားမှုမရှိဘူးပေါ့နော်အဲ့တော့ဘာလို့ဆိုလို့ရှိရင်ခုနပြောယုံကြည်မှုရှိရဖြစ်နေတယ်ခုနပြောသူတို့ကိုယ်တိုင်ပါဝင်မှုရှိရ commitment မရှိရကြတော့ဒီအချိန်တိုင်းလာတာရပြီးတော့ဆိုတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့မှလုပ်ငန်းရဲ့ရရက်ကိုစိတ်ဝင်စားတော့ပေါ့နော်အဲ့လိုဟာမျိုးမဖြစ်အောင်ကိုယ့်ရဲ့လုပ်ငန်းရလက်ကိုစိတ်ဝင်စားအောင်သူတို့ကိုဆွဲပြီးတော့ခေါ်ရမယ် KPI တွေတိုင်းပဲဆက်လုပ်ရမယ်ခုနပြောသူတို့ကိုယ်တိုင်ပါဝင် commitment ရှိမှသာဒီ result တွေကိုသူစိတ်ပြီးတော့မှဝင်စားမယ်เนาะ result တွေရရမရချင်းကိုလည်းပို့ပြီးတော့မှ accountability ဆိုတဲ့တာဝန်ယူမှုတာဝန်ခံမှုတွေပို့ရှိမှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ဒီ၅ခုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကိုတင်းမှာဆိုရှင်တယောက်နဲ့တယောက်ကိုယုံကြည်မှုတွေရှိအောင်တည်ဆောက်ပေးရမယ်သူတို့ရဲ့အမြင်တွေကို conflict ဖြစ်မှာကြောက်ပြီးကိုကပိတ်ထားမျိုးမလုပ်ပဲသူတို့ဘလို့မြင်တယ်တယောက်အမြင်တွေကိုလွတ်လပ်ပါဆွေးနွေးကြမရှိတယ်အတူသဘောဆောင်ပြီးတော့မှတယောက်နဲ့တယောက်အမြင်တွေကိုပြောပြီးတော့ဖလှယ်ပြီးတော့မှညှင်းခုန်ပိုင်းမျိုးတွေပေးရမယ်ကိုကနေပြီးတော့မှအရင် conflict ကြီးဖြစ်သွားအောင်တော့ဝင်ပြီးတော့မှထိန်းသိမ်းရမယ်နောက်တစ်ခုကcommitment ရှိအောင်ဆိုသူတို့ကိုယ်တိုင်ဒါကိုစိတ်ပါလက်အောင်လုပ်ချင်တာကိုသူတို့ခုန plan တွေပါဆွဲမယ်ဆိုရှင်ကိုယ်တိုင်ပါဝင်ခွင့်ကိုယ်ပိုင်တူတူလုပ်ပြီးတော့မှသူတို့ရဲ့တပူစီရဲ့တခါရဲ့တူတူလုပ်ရမယ်လုပ်တဲ့ခါကျမှ accountability ဆိုရဲသူတို့လုပ်ထားတဲ့ဟာကိုသူတို့ကပို့ပြီးမှတာဝန်ခံခြင်းစိတ်ရောက်လာမယ်အဲ့လိုတာဝန်ခံခြင်းစိတ်တာဝန်ယူစိတ်တာဝန်ခံစိတ်တွေဖြစ်ပေါ်လာမှာပါကိုယ်လုပ်ငန်းမှာရှိတဲ့ရလက်တွေဒီ result တွေ objective တွေခုန goal တွေကိုတကယ်ပြည့်မီအောင်ပို့သူတို့ကနေ insight အားတဲ့လောက်ရမှာပေါ့နော်အဲ့တော့ insight အားတဲ့လုပ်လို့ချင်းအားဖြစ်စေပို့ပြီးတော့မှ result တွေကောင်းလာဆိုရှင်ချင်းပို့ပြီးယုံကြည်မှုတွေရှိလာမယ်ပို့ပြီးတော့အမြင်တွေမတူတာတွေကိုအားပေးမယ်ကိုယ်တိုင်ပါဝင်ခွင့်သူတို့ကိုပေးမယ်ပေးပြီးတော့မှတာဝန်ယူတာဝန်ခံမှုတွေလုပ်မယ်ဆိုလို့ရှိရင်ကိုယ်လုပ်ငန်းရဲ့ဒီတင်းနေရကိုယ့်အမအုပ်ချုပ်ရမယ့်တင်းနေရနေရာပို့ပြီးတော့မှစီစီရုံနဲ့တိုးတက်ပြီးတော့မှ performance တွေကောင်းလာမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုတင်ခုခုန leadership တွေပုံစံမျိုးနဲ့အုပ်ချုပ်မယ်ဆိုရှင်ဒီ၅ချက်လေးကိုမိတ်ဆွေတို့သတိရပါနော်ကော်ဘဲကနေမှဘယ်လိုကောင်းအောင်လုပ်မလဲဆိုတော့စဉ်းစားရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါလေးရမိတ်ဆွေတို့အတွက်ကိုအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်